Hello မဲမဒီပါမဲမဒီခီးသွားပလော်လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့သွားပြခဲ့တဲ့နေရာလေးကတော့ AR တိုင်းဘုတ်ကလေးမြို့နယ်အဖဦးရှင်ကြီးအပိုင်းကျွညိုကြီးပေါ်မှာရှိတဲ့ထိချောင်းကြီးရွာကိုပဲဖြစ်ပါတယ်အားလုံးလိုက်ခဲ့ကြပါအောင်ရှင်ဒါကတော့ထိချောင်းကြီးရွာကျွန်းထိပ်ပေါ်မှာတည်ထားတဲ့ဖျားတွေပါအဖဦးရှင်ကြီးပွဲကိုနှစ်စဉ်ဒီကျွန်းပေါ်မှာပဲကျင်းပလေးရှိပါတယ်ထိချောင်းကြီးရွာရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ဆက်ကျွန်းကြီးရွာမှာလည်းအဖဦးရှင်ကြီးပွဲကိုကျင်းပကြပါတယ်ဒေသခံတွေကရေလုပ်ငန်းလုပ်ကိုင်ရန်နဲ့အန္တရာယ်ကင်းရှင်းရန်အတွက်အဖဦးရှင်ကြီးကိုယုံကြည်ကိုးကွယ်ကြပါတယ်ကျွန်းညွန့်ကြီးတွေကနေလှမ်းမြော်ပြီးတော့ကြီးလိုက်မယ်ဆိုရင်ရန်လွမ်းစရာကောင်းတဲ့မိမလာကျွန်းကိုလက်မြင်ရမှာပဲဖြစ်ပါတယ်ရှင်လက်ခတ်တောင်ဆရာတော်ဘုရားကြီးကဦးစီးပြီးကံဘက်ကကိုဘုရားများလိုလာရောက်တည်နေတာပဲဖြစ်ပါတယ်ရှင်လက်ခတ်တောင်ဆရာတော်ကြီးကတက်တော်တရားတော်နဲ့ရှိပါပြီဘုရားဘုရားသူများကိုနေ့စဉ်ဓမင်းဆုံးလင်စာနဲ့အာဟာရဒါနဆုံးလင်စာအခန့်ချင်းဝင်နေတာပါပဲရှင်စားလို့လည်းအရန်ကောင်းပါတယ်ဒါကတော့အရန်လွမ်းစရာကောင်းတဲ့ကျွညိုကြီးရဲ့ရှုခင်းတွေပါကဲနင်းမီလေးကလည်းတက်ပုံနဲ့ပါချင်တယ်ဆိုတော့လေကဲအခုဖျားလေးပို့ပြီးခမင်းလေးစားပြီးပြီဆိုတော့ကျမတို့ကိုပြန်ကြပါပြီရှင်